တော်တော်များများဟာအောင်မြင်ခြင်းကြတယ်ဝိကြခြင်းကြတယ်စာအုပ်တွေအများကြီးဖတ်ခြင်းကြပါတယ်ဒါပေမဲ့အဲ့ဒီဆန္ဒတွေကရအနှဲငယ်ကြရင်ပျောက်ပျောက်သွားတတ်ပါတယ်ဘာကြောင့်လဲအဖြေကတော့ကျွန်တော်တို့ကရလက်ကိုပဲကြည့်ပြီးအလိအကျင့်ကိုမေ့နေလို့ပါပဲဒီနေ့မှာတော့ကဘာကျဝမ်းမှာအရန်ကိုနာမည်ကြီးနေတဲ့ James Clear ရဲ့ Atomic Habits စာအုပ်ထဲကဘဝကိုတကယ်ပြောင်းလဲပေးမဲ့လျှို့ဝှက်ချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်အပိုင်း1တိလာဂိုင်နှုန်းရဲ့စွမ်းအားဒီစာအုပ်ရဲ့အဓိကသဘောတရားက100ဂိုင်နှုန်းတိုးတက်မှုပါလူတွေကညာတွင်ချင်းအောင်မြင်ခြင်းကြပေမဲ့ James Clear ကတော့နေ့စဉ်100ဂိုင်နှုန်းပဲပိုကောင်းအောင်လုပ်ဖို့တိုက်တွန်းထားပါတယ်သင်ဟာနေ့တိုင်း100ဂိုင်နှုန်းပဲပိုကောင်းအောင်ကြိုးစားမယ်ဆိုရင်တစ်နှစ်ပြည့်တဲ့အခါအစကထက်39ဆပိုတော်လာမှာပါပြောင်းပြန်အားဖြင့်100ဂိုင်နှုန်းစီစိုးသွားရင်တော့တစ်နှစ်အကြာမှာ3ညနီးပါးချက်သွားမှာလိမ့်မယ်ဒါကြောင့်ကြီးကြီးမားမားပြောင်းလဲဖို့ထက်တစ်သေးလေးနဲ့မှန်မှန်လုပ်ဖို့ကပိုအရေးကြီးပါတယ်အပိုင်း2ရည်မှန်းချက်ထက်စနစ်ကပိုအရေးကြီးတယ်နောက်တစ်ချက်ကတော့ goals ထက် systems ကိုအာရုံစိုက်ဖို့ပါဥပမာဝေချခြင်းနဲ့ဆိုတာ goal ရည်မှန်းချက်ပါနေ့စဉ်ကျန်းမာရေးနဲ့ညီညွတ်တာစားပြီးလေ့ကျင့်ခန်းလုပ်တာက system စနစ်ပါအောင်မြင်သူရောရှုံးနိမ့်သူမှာပါတူညီတဲ့ရည်မှန်းချက်ရှိနိုင်ပေမဲ့စနစ်ရှိသူကသာပန်းတိုင်ကိုရောက်တာပါနောက်ပြီးကို identity ကိုယ်ပိုင်လက္ခဏာပြောင်းလဲဖို့လိုပါလေဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတယ်လို့ပြောမဲ့အစားငါကဆေးလိပ်မတောက်တဲ့သူလို့ကိုတတ်မှတ်လိုက်ပါဒါကတင့်ကိုအလေးအကျင့်အသစ်မှာပိုပြီးမြဲမြံစေမှာပါအပိုင်း3အလေးကျင့်ကောင်းတွေကိုဘယ်လိုလက်တွေ့တည်ဆောက်မလဲဥပဒေသားလီကူးရှိပါတယ်1ထင်ရှားမြင်သာအောင်လုပ်ပါကိုလှုပ်ချင်တဲ့အရာကိုမျက်စိရှိမှထားပါရေမြများတောက်ချင်ရင်ရေဘူးကိုစပ်ဝဲပေါ်မှာအမြဲချထားပါ habit stacking ကိုသုံးပါဥပမာကော်ဖီတောက်ပြီးလာနဲ့စာတမျက်နှာဖတ်မယ်ဆိုသည်အရင်အလိအကျင့်ဟောင်းနဲ့တွဲလုပ်ပါနှင့်ဆွဲဆောင်မှုရှိအောင်လုပ်ပါကိုလှုပ်ချင်တဲ့အရာနဲ့ကိုလုံရမှာကိုတွဲလိုက်ပါဥပမာ gym ဆော့နေတော့မှကိုကြိုက်တဲ့ podcast နားထောင်တာမျိုးပေါ့3လွယ်ကူအောင်လုပ်ပါ2မိနစ်ဥပဒေသားကိုသုံးပါဘလောက်ပဲပြင်းနေပါစေ2မိနစ်ပဲလုပ်မယ်လို့စတင်ပါစာအုပ်တစ်အုပ်လုံးဖတ်ဖို့ထက်တမျက်နှာပဲဖတ်ဖို့စတင်လိုက်ရင်ရှေ့ဆက်ဖို့ပိုလွယ်သွားပါလိမ့်မယ်4ကျင်းနဲ့စာရဖြစ်အောင်လုပ်ပါလုပ်ပြီးတိုင်းကိုစုပေးပါ habit tracker သုံးပြီးပြက်ကလေးမှာမှတ်ထားပါရဲမပြတ်သွားအောင်ကြိုးစားရင်းနဲ့ကျင်းနဲ့မှုကိုရှာဖွေပါမိခုံးချုပ်ရရင် atomic habits ဆိုတာတည်ငယ်တဲ့အနုမျိုးလေးတွေလိုအလေးအကျင့်လေးတွေကိုစုပေါင်းပြီးကြီးမားတဲ့ဘဝပြောင်းလဲမှုကိုတည်ဆောက်တာပါအခုပဲတင့်ရဲ့အလေးအကျင့်တဲ့လေးတစ်ခုကို2မိနစ်စာစတင်လိုက်ပါဘာအလေးအကျင့်ကိုစလုပ်မလဲဆိုတာ comment မှာရေးခဲ့ပေးပါအောင်အခုလိုစာအုပ်အနှစ်ချုပ်တွေကိုနားထောင်ကြည့်ရင်တော့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာအားလုံးပဲပိုကောင်းတဲ့အလေးအကျင့်တွေနဲ့အောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ